လူသားမျိုးနွယ်ရဲ့မင်းသမီးလေးဟာမိစ္ဆာဘရင်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးလူသူမနီးတဲ့အခန်းချင်းလေးထဲမှာပိတ်လောင်ခံထားရပါတယ်။ဒါပေမဲ့မင်းသမီးလေးဟာနည်းနည်းလေးမှကြောက်ရွံ့ပုံမရပါဘူး။တကယ်တော့သူမပိုပြီးစိတ်ပူနေတာကကောင်းကောင်းအိမ်မပြောမှာကိုပါရာဇဝတ်တိုက်ထဲကမိစ္ဆာကောင်တွေကစူညံလွန်းလို့သူမခများအိတ်လို့ကိုမရရှာပါဘူး။တရက်မှာတော့မာကျောကျန်းတန်းလာတဲ့ခေါင်းအုံးကိုကင်ကြည့်မိရင်သူမဒီလောက်အိမ်မပြောဖြစ်နေရတာဟာဒီခေါင်းအုံးအဆုတ်ကြောင့်ပဲဆိုတာရိပ်မိသွားပါတယ်။ဒါကြောင့်မင်းသမီးလေးဟာခေါင်းအုံးအတစ်တလုံးကိုကိုယ်တိုင်ချုပ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့စင်စစ်တော့သူမလက်ထဲမှာဘာပစ္စည်းမှမရှိပါဘူး။အတိအကျပဲ။အဲ့ဒီအချိန်မှာပဲသူမအတွက်အစားအသောက်လာပို့ပေးတဲ့အမွှေးပွားပွားဝက်ဝင်ရုံမိစ္ဆာလေးနှစ်ကောင်ခန်းထဲဝင်လာပါတယ်။မင်းသမီးလေးဟာထမင်းစားဖို့ဇွန်းနဲ့ခက်ရင်းကိုကင်လိုက်ရင်ညလုံးတွေကတော့ဝက်ဝင်လေးတွေရဲ့နူးညံ့အိဆက်နေတဲ့အမွှေးတွေစီရောက်သွားပါတော့တယ်။စိတ်ထဲမှာတော့မကောင်းတဲ့အကြံတစ်ခုဝင်လာတာပေါ့။ဒါပေမဲ့လည်းဝက်ဝင်လေးတွေကချစ်စရာကောင်းလို့နေပြန်ပါတယ်။နောက်တစ်စက္ကန့်မှာတော့မင်းသမီးလေးဟာ brush တစ်ခုကိုထုတ်ပြီးဝက်ဝင်လေးတွေရဲ့အမွှေးကိုမနားတမ်းထိပေးပါတော့တယ်။နူးညံ့ပြီးဖောင်းကြွနေတဲ့အမွှေးပွားလေးတွေဟာချက်ချင်းဆိုသလိုပုံလာပြီးခေါင်းအုံးထဲထည့်ဖို့အကောင်းဆုံးအစာပလာတွေဖြစ်လာခဲ့ပါတယ်။အံ့ဩစရာကောင်းတာကဝက်ဝင်လေးတွေဟာအမွှေးဖိရတာကိုသဘောကျလုံးလို့နောက်တစ်ခါအထီးခံရဖို့အတွက်အချုပ်ခန်းတော်ကိုတောင်လဲလှယ်ဖို့သဘောတူပြီးပေးခဲ့ကြပါတယ်။ဒါပေမဲ့တော့ရသွားတဲ့မင်းသမီးလေးဟာထွက်ပြေးဖို့မစင်စားခဲ့ပါဘူး။အဲ့ဒီအစားမိစ္ဆာဘရင်ရဲ့ရဲတိုက်ထဲမှာစိတ်ကြိုက်လျှောက်သွားပြီးခေါင်းလုံးဖို့တခြားလိုတဲ့ပစ္စည်းတွေကိုလိုက်ရှာပါတော့တယ်။စူးတွေအပြည့်နဲ့ငါးပူလေးမိစ္ဆာတကောင်ရဲ့နောက်ကနေချင်းကပ်ပြီးသူ့ရဲ့ဆူရှာတဲ့စူးတွေကိုဆွဲနှုတ်လိုက်ပါတယ်ပြီးတော့လိုက်ကစားတစ်ခုကိုဖျက်ပစ်ပြီးအသွင်ပြောင်းတဲ့အနေနဲ့ခေါင်းမှာပတ်လိုက်ရာကိုတောင်ဆောင်ကိုအလွယ်တကူပဲလှည့်စားနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲလိုချင်တဲ့ပစ္စည်းမှန်သမျှကိုလက်အေးအေးနဲ့အကုန်စုဆောင်းနိုင်ခဲ့တာပေါ့။အဲ့ဒီနောက်အချုပ်ခန်းထဲပြန်လာပြီးအိတ်ဆေးတစ်ခွက်လိုအိမ်မောကြစေမဲ့ခေါင်းလေးကိုကိုယ်တိုင်စတင်ကျုပ်လုပ်ပါတော့တယ်။အပင်ပန်းခံစူးစမ်းပြီးတဲ့နောက်မှာတော့အလွန်မင်းနူးညံ့အိဆက်တဲ့ခေါင်းလေးတစ်လုံးအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။သူမကိုယ်တိုင်လှုပ်ထားတဲ့ခေါင်းလေးကိုဖတ်ပြီးမင်းသမီးလေးဟာချက်ချင်းဆိုသလိုပဲနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားပါတော့တယ်။တစ်ဖက်မှာလည်းမင်းသမီးလေးအချုပ်ခန်းထဲကနေလွတ်သွားပြီဆိုတဲ့သတင်းဟာမိစ္ဆာဘရင်ရဲ့နားထဲကိုရောက်သွားပါတယ်။မိစ္ဆာဘရင်ဟာဒေါသတကြီးနဲ့သူမကိုကိုယ်တိုင်ကိုကြဆုံးမဖို့ထွက်လာခဲ့ပေမဲ့အချုပ်ခန်းထဲရောက်တဲ့အခါမှာတော့ကောင်းကောင်းကြီးအိမ်မောကြနေတဲ့မင်းသမီးလေးကိုပဲတွေ့လိုက်ရပါတယ်။အပြစ်ကင်းစင်ပြီးချစ်စရာကောင်းလာတဲ့မင်းသမီးလေးရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကိုမြင်လိုက်ရတော့မိစ္ဆာဘရင်ခမများကြောင့်အန်ဘီရက်နေမိပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့တိတ်ခါကိုထိန်းတဲ့အနေနဲ့တော့ကိုပဲပြန်သိမ်းခိုင်းလိုက်ပြီးမင်းသမီးလေး